好了没？明了吧先，我来才能嘛，就是话咧，ကိုတတမမီတို့ကိုပြောပြပေးမယ့်ပုံမြင်လေးကနာမည်လေးကတော့နေဝင်ယူရီဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတော့ကဘီရင်ကြီးတစ်ပါးမှာသမီးတော်ကလေးတစ်ပါးရှိတယ်။အဲ့ဒီသမီးတော်ကလေးဟာပင်လယ်တွေကပလဲလုံးကလေးကိုလှတဲ့အတွက်ကြောင့်ပလဲတွေဝီလို့အမည်တွင်တယ်။ဘီရင်ကြီးရဲ့မြို့အပြင်ဘက်မှာတင်းချိုင်းကုန်းရှိပြီးတင်းချိုင်းကုန်းမှာဘလူးတစ်ကောင်ရှိတယ်။အဲ့ဒီတင်းချိုင်းဘလူးဟာမိုးချုပ်ကအနီးနေဝင်ယူရီအချိန်ဆိုရင်မြို့ထဲကိုဝင်လာပြီးအစာရှာလိုက်တယ်။တနေ့ကျပလဲတွေဝီဟာအင်တော်ရဲ့အပြင်ဘက်မှာအမတ်တမဲ့ကစားနေတာကိုဘလူးကြီးမြင်ပါလေရော။ဒီတော့ပလဲတွေဝီကအင်မတန်ချော့အင်မတန်လာတော့တင်းချိုင်းဘလူးကခုပြေးဖို့ကြံတာပေါ့ကွယ်။ဒါပေမဲ့ပလဲတွေဝီမှာသူ့ဖခင်ကြီးခမဲတော်ပေးထားတဲ့ပယောကလက်ဖွဲ့ကလေးနေပင်မှာဆွဲထားလေတော့ဘလူးဟာအနားကိုမကပ်နိုင်ဘူးတဲ့။ဒါနဲ့ဘလူးဟာစိတ်မလျှော့မူချိုခန်နေဝင်ရိုးရီဆိုရင်ဘလူးဟာလူမင်းသားရောင်စားမိအိမ်တော်နာမှာရပွဲနဲ့လှည့်တဲ့တခါတလေမြင်းစည်းလို့တခါတလေချီချင်းလာတဲ့ကွယ်ပလဲတီဗီကတော့လူမင်းသားပဲမဲ့တာပေါ့လေ။တနေ့ခါပလဲတီဗီကတနာစိတ်ပေါ်လာလို့မင်းသားရောင်ဆောင်နဲ့ဘလူးကိုအိမ်တော်ရဲ့လျံကနေပြီးစကားပြောလိုက်တဲ့ကွယ်ဘလူးလည်းအနာကလာရောပလဲတီဗီလျော်ဖြန်းဆိုချက်သိန်းနေထားပြီးတကူလုံးတုံလာတဲ့ကွယ်ဒီတော့မှပဲမင်းသားစစ်မဟုတ်ပဲမကောင်းဆိုးဝါးမှန်းသိလို့မင်းသမီးကအပြိုတော်တယောက်ကိုခေါ်ပြီးမက်စပဲရဲ့ဟောဒီလူကလူအစစ်မဟုတ်ဘူးညနေတိုင်းနေဝင်ရိုးရီရောက်တဲ့အခါကျမကိုလာပြီးဒုက္ခပေးတဲ့ဘလူးပဲအိမ်တော်သားတွေကိုခေါ်ပြီးမောင်းထုတ်ပါလို့ခိုင်းတဲ့ကွယ်အဲ့ဒီအခါအိမ်တော်သားတွေလည်းဒုဆွဲသားစက်နဲ့ဝိုင်းဟာစီးဟာလို့အော်ပြီးလိုက်တာပေါ့ဘလူးလည်းနာနာဘဝတကူနဲ့ကိုရောင်ဖျားပြီးအိမ်တော်ဝင်းထဲကထွက်ပြေးပါလေရောတဲ့တင်းချိုင်းပြန်ရောက်တော့အခါဘလူးကတွေးတယ်မင်းသမီးကိုခိုးယူဖို့ကြံစီနေတာဟာငါတယောက်တည်းမဟုတ်ဘဲကိုနေဝင်ရိုးရီဆိုတဲ့အကောင်လဲညနေတိုင်းလာနေတာဆိုပဲဘလို့အကောင်မျိုးပါလေငါမြင်းရောက်ဆောင်ပြီးအိမ်တော်မြင်းဆောင်တွေကချောင်းကြည့်ရင်ကောင်းလိမ့်မယ်လို့တွေးတဲ့ကွယ်တွေးတဲ့အတိုင်းပဲဘလူးဟာမြင်းရောက်ဆောင်ပြီးအိမ်တော်မြင်းဆောင်ထဲမှာမြင်းတွေနဲ့ရောပြီးနေတာပေါ့လေညရောက်လို့မှောင်ကျလာတယ်ဆိုရင်ပဲမြင်းတခိုးတယောက်မြင်းဆောင်နဲ့ဝင်လာတဲ့ကင်းသမားတွေအလင်းမှာမြင်းခိုးအမလို့လာတာပေါ့လေမြင်းတခိုးဟာမှောင်ထဲမှာဝူရဝါမြင်ရတဲ့မြင်းတွေကိုလိုက်စမ်းတဲ့ဘယ်မြင်းဟာချောတယ်လဲဘယ်မြင်းဟာကောင်းတယ်လဲလို့လိုက်ပြီးရွေးတာပေါ့လေဘလူးရောင်ဆောင်တဲ့မြင်းကိုတွေ့တော့အကောင်းဆုံးပဲဆိုပြီးတခိုးကဇက်ခွန်တာပေါ့ဇက်ခွန်တယ်ဆိုတာမြင်းကိုဇက်ကျိုးတွေတက်တာပေါ့လေဇက်လဲခွန်ပြီးရောတခိုးကမြင်းပေါ်ခုန်တက်ပြီးမြင်းဆောင်တွေကထွက်သွားတဲ့အဲ့ဒီအခါမြင်းရောက်ဆောင်နေတဲ့ဘလူးကစဉ်းစားတဲ့ဧကနာအခုငါကြောပေါ်မှာစီးတဲ့လူဟာနေဝင်ရိုးရီဆိုတဲ့အကောင်ဖြစ်မှာပဲအတော်ဆန်းတတိရှိပုံရတယ်ဆိုပြီးဒုံဆိုင်ပြေးတော့တာပဲတဲ့မြင်းပေါ်ကတခိုးလဲမြင်းကပြေးလုံးတော့လိမ့်ကြမှာဆိုလို့စက်ကျိုးကိုအတင်းဆွဲတဲ့မြင်းကလည်းစက်ကျိုးကိုဆွဲလေပြေးလေပဲဒီတော့တခိုးကတွေးတဲ့ဧကနာငါစီးတဲ့မြင်းဟာမြင်းစစ်တော့မဟုတ်ဘူးဘလူးဖြစ်မှာပဲမြင်းဆိုရင်အခုလောက်ဇက်ကိုဆွဲတာရဲမှာပေါ့ဘလူးလက်ကလွတ်အောင်ဘလို့ကြံရပါမလဲလို့တွေးပြီးဟိုကြည့်တီးချင်းနဲ့လိုက်သွားတဲ့ဘလူးကလည်းလူကိုကြောက်လူကလည်းဘလူးကိုကြောက်အတိုင်ကလေးပြင်းပြီးတော့ညောင်မင်းကြီးတပင်အောင်ရောက်သွားတဲ့အဲ့ဒီအခါတခိုးကညောင်ကိုင်းကိုတွဲလဲခိုလိုက်လို့မြင်းပေါ်ကလွတ်ပြီးကြံရိတ်ခက်တဲ့ဒီတော့မှတခိုးလည်းဟင်းဆိုပြီးတပင်းချလိုက်တဲ့ဘလူးလည်းအတိုင်ကလေးပြေးမိတော့မှညောင်မင်းကိုလက်ကြည့်ပြီးဟင်းလို့တပြင်းချလိုက်တဲ့တပြင်းနှစ်ခုလည်းတော်ထဲမှာဟင်းသွားရောသူတို့နှစ်ဦးလည်းလူရာကိုထွက်သွားကြပါလေရောတဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်ဝါလိုက် channel လေးကို subscribe လေးမလုပ်သေးခင် subscribe လေးလုပ်ပေးပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်